မင်းအောင်လိုက်ဦးဆောင်တဲ့တပုံစစ်တပ်ရဲ့မတရားလှုပ်ဆောင်မှုတွေကိုမြန်မာနိုင်ငံထဲကပြည်သူလူထုတွေကမကကမ္ဘာပေါ်မှာရှိတဲ့ပြည်သူလူထုတွေကလည်းယခုလိုပဲဝမ်းဝဲပြီးတော့အတူတကဆန္ဒပြပေးလာကြတာကိုအားလုံးတစ်ချီစီအတွက်ဖော်ပြပေးလိုက်ရပါတယ်။ယခုခါမှာတော့တောင်ကိုရီးယားမှာရှိတဲ့တောင်ကိုရီးယားဖုံးတွေနဲ့တောင်ကိုရီးယားကပြည်သူလူထုတွေကနေပြီးတော့မြန်မာပြည်အရှိအတွက်အတူတကဆန္ဒပြပေးကြတဲ့ဗီဒီယိုဖိုင်လေးကိုအားလုံးတစ်ချီစီအတွက်ဖော်ပြပေးထားပါတယ်။အားလုံးကိုကျေးဇူးအများကြီးတင်ရှိပါတယ်။အခုဆိုလို့ရှင်ပေါ့နော်ကျမတို့ဟန်နမ်တုံးမှာရှိတယ်မြန်မာတန်ယုံကနေပြီးတော့အခုလျှောက်လာခဲ့တာရှီလာဟိုတယ်နားလေးထိရောက်လာပါပြီဟိုရှိမှမြင်ရတာရှီလာဟိုတယ်ပါ그래서ကျမတို့ UN ရုံးရှေ့ရှိတော့မှာပေါ့နော်ခုနပြန်ပြောရမယ်ဆိုရင်အိုချဲထုကြီးဆိုတဲ့ဟာထီချင်း၅ပါးနဲ့မြတ်စွာဘုရားကိုလှိုက်လိုက်လဲဆုတောင်းနေရပေါ့နော်မြန်မာဒီမိုကရေစီအရေးရရှိဖို့ရန်အတွက်မြန်မာပြည်ရဲ့စစ်အာဏာရှင်တွေရဲ့အကြမ်းဖက်မှုရပ်တန့်မှာဆိုတဲ့ဒီစိတ်ဆန္ဒတွေနဲ့ဘုရားကိုထီချင်း၅ပါးနဲ့ဒီလိုမျိုးဝတ်ပြုပြီးတော့ဆုကောင်းတောင်းနေရဖြစ်ပါတယ်ဒါကြတော့ကျမတို့ပေါ့နော်ကိုရိုနာဖြစ်တဲ့အတွက်ကြောင့်မို့လို့ကိုရိုနာနဲ့အညီတခါတည်းတစ်ဖွဲ့လုံးကြီးတော့တွားလို့မရဘူးပေါ့နော်ရရင်ရတယ်လို့9ယောက်တစ်ဖွဲ့distance ကွာခြားမှုထားပြီးတော့တွားနေရဖြစ်ပါတယ်ဒါမြန်မာနိုင်ငံရဲ့ဖုံးတော်ကြီးပေါ့နော်ဒေကူဖုံးတော်ကြီးလို့ခေါ်ပါတယ်သူပါဝင်းနေရပါဒါကိုရီးယားအမျိုးတပြည်လည်းပါဝင်တာပေါ့နော်9ယောက်တစ်ဖွဲ့ဒီလိုမျိုးပါဝင်နေရဖြစ်ပါတယ်안녕하세요. 어느 학교에서 오셨어요? 성리산학교에서. 그럼 지금 제가 미얀마 사람들한테 실시간 하고 있는데 미얀마 사람들한테 좀 얘기 좀 해줄 수 있어요? 제가 지금은 한국에서 이런 거밖에 못하지만 네네. 항상 응원하고 있을 테니까 힘내세요. 그러면 지금 중학교인가요? 고등학생이에요. 고등학생 몇 학년? 2학년. 2학년? 네.သူကတော့ကိုရီးယားနိုင်ငံရဲ့အထက်တန်းကျောင်းသားလေးပေါ့နော်မြန်မာလို့ဆိုရင်တော့10တန်းပေါ့နော်17တန်းတော့မရောက်သေးဘူးအဲ့တော့မြန်မာပြည်သူပြည်သားတွေနဲ့အတူတူမပါဝိုင်းနိုင်ပေမဲ့လို့သူတက်နိုင်တဲ့ဘက်ကနေပြီးတော့အခုပါဝင်ပေးနေတာဖြစ်ပါတယ်တဲ့သူကင်ထားတဲ့ဟာကတော့ကမ보여 줄게요ဆီအနာတိတ်မှုအလိုမရှိဆိုပြီးတော့သူကင်ဆောင်ထားတာဖြစ်ပါတယ်서울에 소재 있는 어느 고등학교? 대안학교예요. 대안학교. 앞으로도 많이 참여해 주세요. 감사합니다. 소사님이신가요? 소사님? 네. 함께 해주셔서 감사해요. 지금 연마분들한테 실시간 방송으로 하고 알려주고 있습니다. 네, 같이 와주셔서. 저는 이게 같이 하는 제한연마 청년연대 리더 5명 중에 한 명이에요. 네네. 또 소식 듣고 오셨어요? 네네. 네, 페이스북에. 보시고. 네. 감사합니다, 선생님. 감사합니다. 미얀마 진저들 태국당 앞에서 신뢰를 취하고 싶다는 것 같아요. 태국당 앞에 가면
ညီမဟေမနဲ့လဲအောင်ဟေမအရန်ကြာနေ သူကရရဲဆိုမျက်မှန်မပေးတာသူ့ကိုပြောလိုက် အာအာလာမမလဲပေးမယ်လဲကြလိမ့်မယ်သူအရန်ကြာနေ 그리고 망각은 하지 않더라도 아 자기하고는 뭐 전혀 영향이 없다라고 생각할지 몰라도 성격 뺏기면 조용히 가서 언니 줘 ဟိုကလဲရအောင်မလို့ဂျန်ကတ် 어디 장갑 없어? အတူရှိအကုန်ယူရမှာ 희망 잠깐만 희망 아니 နောက်ကလူတွေလဲသွားတယ်နောက်ကတော့လဲသွားတယ်နောက်တစ်ခေါက်လာမှလဲမယ်လေ ခုနဒီနားမှာလဲနားမယ်လို့ပြောလိုက်လားလို့အားကြောင့်မမဆင်းလား ဟုတ် อืม ဒီနောက်မှာနားချက်မရှိဘူး ခေါင်းသူ့ရှိရမလဲပဲနဲ့ချက်ချင်းဝင်လို့ရမယ်နီးလားမရှိဘူးလား 서울에서 ဟုတ်ရှိဟိုအကိုလေးရှိရနေ အော်ယူလာပြီးတော့အော်အဲ့လိုပဲလုပ်လိုက်အောင် JTBC도 아니기 때문에 기대를 해보겠습니다. 동대 태극당까지 갈 거거든요. 지금 안시구 태극당 있는 데까지 갈 거거든요. 동대 밑에. 아 예예 근데 혹시 또 유한물 분들 힘드신 분들 있으면 중간중간에 예, 그렇게 하고 있어요. 그렇게 네. 아까 하셔야지 되게 힘들어요. 맞아요. 108배도 힘든데. 그러니까. 네네. 그래서 지금 한 명 또 교체하려고 네. 준비하고 있어요. 그렇게 네. 하셔야 돼. 네, 맞아요. 그러면 내일 일어나지도 못해. 네네네. 알겠습니다. 전달할게요. 그냥 가. 그냥 간제로. 어딘가요, 롤라이도. 너자 레자 돌리면. 다 타비 소인 돌라이도. 희망. 그렇게 양가요, 롤로미야오. 뭐 피했다, 롤로면. 근데 아직은 그게 지금 괜찮다고. 나중에 힘은 키워야지. 한꺼번에 어떻게 하려고 그래. 나도 그러면 오래 버텨야지. 이거 뭐 먹어? 버텨야지. 그 마음대로 하지 마. 생성으로 남기 아니, 하지 말라고. 알겠습니다. 저 뒤에 다 전달을 했거든요. 네, 응원합니다. 감사합니다. 네. 마스크 하나 바꾸자. 언니죠? 슬랙이 언니죠? 이거 쓰고 막 그렇게 막 마음대로 하지 말고. 때만 아우나는 내가 아우 그러니까 아우나 안경 쓰고. 야, 언니 넣어도 돼. 여기. 그냥 서 있어. 하지 말고 일단 또 가야 되는 게 많은데. 지금 오늘 우리 얼씨구님은 어디서 내 기도 교수님이 욕할 것 같아 왜?
너무 좋죠. 다음 주부터 수자. 응원해줬어요, 좋겠어. 상황 아시니까 그 농무 기회 서면 쓰면 되잖아. 도와줄게. 지난번에 썼어. 썼어? 근데 그 소나무 이제 써야 되는데 주제 잘했어. 내가 안 쓰고 있는 거지. 물 좀 먹어. 먹었어? 먹었으면 언니 넣어도 돼. 나 이렇게 올라가는 게 괜찮은데 내려가는 게 힘이 더 빠져. 그렇지. 아니 그냥 108배라고 있는데 한국식 절하는 것도 힘든데 이거 얼마나 힘들어. 그 옆에 스님이 있잖아. 아 너무 힘들다고 막 소리 내셔서 너무 얼굴이 너무 빨개가지고. 이게 되게 엄청 미안하네. 고된 일이야. 미안하네. 이분이 휴가. 아 해주셨어요? 네, 이분이. 무릎 아프시던데. 응. 네, 무릎. 이거라도. 이거 빼봐. 빼봐. 천천히 해. 또 무릎이 망가져 그러면. 아니야. 저번 주려고. 저번 무릎 아플 수 있어서. 쌤 잠깐만요. 무릎 보호대 하시고. 아, 예. 무릎 이렇게- 안에 있어요. 있어요? 네, 안에. 아 이때. 응. 안에 있대. 다행이다. 우리 얼마 정도 가야 돼? 다 힘드실 텐데 스님들 쉬셔야 되는데. 아니 저 동구대 앞에. 아 잠깐 쉬는 거야? 어. 아 다행이다. 오르막길보다 내리막길이 더 힘 많이. 맨 마지막에 참여하는 애들 고등학교 2학년이래. 누구? 맨 뒤에 한국 청년들이 또 왔거든. 네, 고등학교 2학년. 귀걸이. 아니, 맨 뒤에 있어. 선생님 한 분 하고. 지금? 처음부터 끝까지 지금 계속 따라와주고 있어. 나 한 명 본 거 같은데? 아니 저 맨 뒤에 있거든. 아 그래요? 감사합니다.အခုကရှီလာဟိုတယ်ကနေပြီးတော့ဗောနော်ဒီရှီမှာရှီလာဟိုတယ်ကနေပြီးတော့ရှီမှာဆိုရင်ဒုံတဲ့ IPCU ရောဗောနော်ဒုံကူ University အဲ့ဒီမှာခဏနားမယ်လို့ပြောပါတယ်ကျမတို့ပြန်ရှင်းပြရမယ်ဆိုရင် 떨어서 말 잘못했어? 떨어서? 네? 더 잘할 수 있는데 떨려서? 떨렸냐고 더 잘할 수 있어요? 어? ခုပေါ့နော်ပြန်ပြီးတော့ရှင်းပြရမယ်ဆိုရင်အိုချက်ထူကြီးရပေါ့နော်ကျမတို့နှစ်ဖူးလက်နှစ်စုံခြေတော့ကျမတို့ဒူးပေါ့နော်စုစုပေါင်း9နေရာထီချင်း9ပါးရှင်ခုချင်းဆိုပြီးတော့မြန်မာနိုင်ငံရဲ့ဒီမိုကရေစီရရှိဖို့ရန်အတွက်စုမှုကောင်းတောင်းတဲ့ဒီလိုမျိုးပွဲကိုလုပ်ရဖြစ်ပါတယ်နောက်ပြီးတော့မြန်မာနိုင်ငံပြည်သူပြည်သားတွေဆရာနာရှင်ရဲ့အကြမ်းဖက်မှုကိုခန်းနေရမလားခန်းနေရတဲ့ကြောင့်မို့လို့အကြမ်းဖက်မှုရက်တက်မှာဆိုတဲ့စိတ်ထားတွေလည်းပါဝင်ပါတယ်အဲ့တော့ဒီလိုမျိုးဘာလို့ပြင်မလုပ်နေရလဲဆိုရင်ဖះကိုတောင်းဆိုချင်တာပေါ့နော်ဒီလောက်ကြီးကျွန်တော်တို့မှာဆန္ဒတွေပြင်းပြနေပါတယ်ဆိုတော့စိတ်ခံစားချက်တွေပါဝင်နေပါတယ်အဲ့ဒီတော့မြန်မာပြည်မှာရှိနေရလဲကျွန်တော်တို့အတူတူကမရှိပေးနိုင်တဲ့တကြောင်အရန်ကိုလည်းတောင်းပန်ပါတယ်ဒါပေမဲ့ဒီမှာလှုပ်လို့ရတဲ့ပုံစံမျိုးနဲ့မြန်မာပြည်သူပြည်သားတွေကိုရီးယားနိုင်ငံသူနိုင်ငံသားတွေကတကယ်ကိုပဲအားပေးပြီးတော့ထောက်ခံနေတဲ့အတွက်ကြောင့်မလို့မြန်မာပြည်မှာရှိတဲ့မြန်မာပြည်လူထုတွေလည်းပဲအတင်းထားပါလို့ပြောချင်ပါတယ်။အော်တော့တို့ရေးကြီးကြောဒီတာလို့ဆို အားလုံးပဲမင်္ဂလာပါ ကြည့်ပြောကန်ပြီး အားလုံးပဲ ကန်ပြီး အားလုံးပဲမင်္ဂလာပါကျမတို့ဒီနေ့အိုချက်သူကြီးဆိုပြီးတော့ထီချင်း၅ပါးနဲ့ဆူတောင်းဝတ်ပြုရဲပေါ့နော်အခုဒီမှာကိုရီးယားရဲ့ဗုဒ္ဓဘာသာအကြီးဆုံးဗုဒ္ဓဘာသာကိုင်းဖြစ်တဲ့ဂျိုကဲကိုင်းကခွန်ကြီးတွေဆိုလို့ရှိရင်ဒီကိုရီးယားစိုးမြို့ပေါ်ကမဟုတ်ဖ ೇನೆ ဟိုအဝေးရနေမနေ့အာယုံအစောဆုံးကားနဲ့ဒီအထိရောက်လာပြီးတော့ပေါ့နော်အခုကျမတို့ရဲ့နိုင်ငံအတွက်ဒီအသက်ဆွမ်းသွားရတဲ့သူရဲကောင်းတွေအတွက်နောက်တစ်ခါအခုမြန်မာနိုင်ငံဒီမိုကရေစီအတွက်တိုက်ပွဲဝင်နေကြတဲ့မြန်မာပြည်သူတွေအတွက်ကိုသူတို့စိတ်ထဲကတကယ်ကိုလှိုက်လဲနဲ့ပါဝင်ပြီးတော့ဆုတောင်းပေးနေတာဖြစ်ပါတယ်ကျမတို့ရဲ့ယုံကြည်ရာကိုးကွယ်ရာပေါ့နော်ဖခင်ကိုတိုက်တယ်ပြီးလို့ရှိရင်ခုနအမပြောသလိုပဲကျမတို့မြန်မာလူမျိုးတွေအတွက်ဒီမိုကရေစီကလိုကိုလိုအပ်နေတယ်နောက်ထပ်ဒီလိုအသက်ဆွမ်းရတဲ့ပေါ့နော်မကြွေးသင့်မဲ့ကြွေးရတဲ့ဒီအပြစ်မဲ့တဲ့ပြည်သူတွေနောက်ထပ်မပေါ်ပေါက်စေဖို့အတွက်ဒါဖခင်သခင်စီမှာထီချင်းကြီး၅ပါးနဲ့
တိဘက်ရိုးရာအစဉ်လာအတိုင်းပေါ့နော်အခုလိုမျိုးအပင်ပန်းခံပြီးလို့ရှိရင်ဆူတောင်းပေးနေတာဖြစ်ပါတယ်အခုဒီဖုန်းတော်ကြီးတွေအပြင်နောက်တစ်ခါဒီကိုရီးယားနိုင်ငံမှာရှိတဲ့ကျမတို့မြန်မာမောင်နှမတွေမြန်မာညီကိုမောင်နှမတွေအားဆိုလို့ရှိရင်လည်းအတူတကဝင်ပြီးလို့ရှိရင်ဒီမှာပါဝင်ဆင်းနွှဲနေပါတယ်အဲ့ဒါအပြင်အခုဒီအနောက်မှာဆိုလို့ရှိရင်လည်းကိုရီးယားလူမျိုးတွေအများကြီးဒီကျမတို့အတွက်ဒီဆူတောင်းပွဲအတွက်ပါဝင်ပြီးတော့ဆူတောင်းပေးနေကြပါတယ်အခုဒီကျမတို့ဒီကိုရီးယားနိုင်ငံဟာဆိုလို့ရှိရင်ပေါ့နော်အားလုံးပဲသိကြတဲ့အတိုင်းတရားလွတ်လပ်ပြီးတော့တရားမျှတတဲ့ဒီမိုကရေစီနိုင်ငံလည်းဖြစ်ပါတယ်ဒါကြောင့်မို့လို့အခုဒီမှာကြည့်မယ်ဆိုလို့ရှိရင်ကျမတို့ဆန္ဒငြိမ်းချမ်းစွာဆန္ဒပြရတယ်ပေါ့နော်ကိုရိုနာကြောင့်မို့လို့ကိုရိုနာ19ဖြစ်နေလို့မို့လို့လူအများကြီးစုဝေးပြီးတော့လှုပ်ဖို့ခွင့်မပြုထားပါဘူးအစိုးရပေါ့နော်ဒါကြောင့်မို့လို့ကျမတို့လူအနှဲငယ်နဲ့ပဲအခုလိုဆင်းနွှဲရတာဖြစ်ပါတယ်အခုဒီမှာမြင်တဲ့အတိုင်းဒီမှာဒီရဲတွေဆိုလို့ရှိရင်ကျမတို့ဒီမြန်မာတန်ယုံကနေအခုသွားတဲ့တောက်လျှောက်ဒီ UN ညုံအထိပေါ့နော်အနည်းဆုံးလမ်းလျှောက်တာဟာဆိုလို့ရှိရင်9နာရီကနေ6နာရီလောက်အထိကြာပါတယ်အခုဒီဖုန်းတော်ကျမတို့ဆိုရင်ပေါ့နော်ဒီမြန်မာလူမျိုးတွေဆိုလို့ရှိရင်ဒီဘယ်ဘက်ချမ်းဟာပေါ့နော်ဘယ်ဘက်ချမ်းကတော့တဲ့လူတွေဆိုရင်ကျမတို့ကလူစားလဲပြီးလို့ရှိရင်လုပ်ပေးပါတယ်ဒါပေမဲ့အခုဒီမှာဖုန်းတော်ကြီး၄ပါးဆိုလို့ရှိရင်သူတို့ကထောက်လျှောက်ပေါ့နော်ဒီ6နာရီခရီးကိုမနာတန်ထောက်လျှောက်အပင်ပန်းခံပြီးတော့စိတ်ရောကိုကအပင်ပန်းခံပြီးတော့အခုလိုဖះဝတ်ပြူပေးနေတာပဲဖြစ်ပါတယ်အခုဟုတ်ကဲ့ကျမတို့ကိုရီးယားနိုင်ငံမှာဆိုလို့ရှိရင်အခုအန်ဒီရဲ့ကင်းစွာနဲ့အခုလိုငြိမ်းချမ်းစွာဆန္ဒပြပွဲကိုဆင်းနွှဲခွင့်ရတဲ့အတွက်ကျမတို့အနေနဲ့တစ်ဖက်တစ်လမ်းကနေဒီမြန်မာပြည်သူတွေအတွက်ပေါ့နော်စိတ်ပိုင်းဆိုင်ရာရောအများကြီးနှစ်သိမ့်မှုပေးနိုင်မယ်လို့မျှော်လင့်ပါတယ်နောက်ပြီးတော့ကျမတို့အနေနဲ့အခုလိုမျိုးပေါ့နော်ဒီကိုရီးယားနိုင်ငံမှာနေပြီးလို့ရှိရင်ဒီလိုငြိမ်းချမ်းနဲ့ဆန္ဒပြနေရတဲ့အတွက်လည်းကိုအပြစ်မကင်းတယ်လို့လည်းခံစားရပါတယ်အဲ့အတွက်လည်းအားလုံးကိုနားလည်ပေးကြပါလို့ပြောချင်ပါတယ်ရှင်အားလုံးပဲကျမတို့မြန်မာနိုင်ငံအတွက်ဝိုင်းပြီးလို့ရှိရင်ဆူတောင်းပေးကြပါဆူတောင်းကြရအောင်ပါကျမတို့မြန်မာလူမျိုးတွေမဟုတ်ဘဲနဲ့အခုဒီကိုရီးယားနိုင်ငံကလူမျိုးတွေအကုန်လုံးကလည်းပဲတကယ်ကိုလှိုက်လဲနဲ့ပါဝင်ပြီးတော့ဆူတောင်းပေးနေကြတာဖြစ်ပါတယ်နော်ကျမတို့ရဲ့နာကျင်ရတာတွေဝမ်းနဲ့ရတာတွေကိုသူတို့လည်းကျမတို့နဲ့အတူတူထပ်မျှခံစားပြီးလို့ရှိရင်အပေးနေတာဖြစ်ပါတယ်မြန်မာနိုင်ငံအတင်ထားပါတဲ့တနေ့ကြလို့ရှိရင်ဒီကိုရီးယားနိုင်ငံလိုမျိုးလွတ်လပ်တဲ့ဒီမိုကရေစီနိုင်ငံအမြင့်ဆုံးဖြစ်ပါစေလို့ဆိုပြီးတော့လဲဆူတောင်းပေးနေကြပါတယ်ရဲတွေကအစားပေါ့နော်ရဲတွေဆိုလို့ရှိရင်လည်းအနေရကင်းနဲ့တေချာဂယုဆိုင်ပြီးတော့သွားကြဖို့အကြောင်းဒီနိုင်ငံမှာလှုပ်ရှားရဲဆိုလို့ရှိရင်လည်းခုဒီသူတို့နိုင်ငံကထုတ်ပြန်ထားတဲ့စီကံချက်တွေကိုကောင်းလေးလိုက်နာပြီးတော့ပေါ့နော်ဒီအေဂျင့်စွာဆန္ဒပြဖို့အကြောင်းသူတို့ကတော့ဘာမှမကန့်ကွက်ဘူးရှင်အမြဲတမ်းလေအားပေးပါတယ် fighting အမြဲတမ်းအဲ့လိုအားပေးစကားလေးတွေလည်းပြောပါတယ်အားလုံးပဲအတန်းနိုင်ဆုံးကျန်းမာရေးကိုခရူးဆိုင်ကြပါအသက်တွေထပ်ပြီးတော့လည်းအဆုံးရှုံးလည်းမခံနိုင်တော့ပါဘူးเนาะကျမတို့တွေလည်းအခုဒီကနေနေတိုင်းဒီ Facebook ကိုလည်းအမြဲတမ်းကြည့်ရပါတယ်သတင်းတွေကိုလည်းကြည့်ရပါတယ်အဲ့လိုသတင်းတွေတက်လာတိုင်းအဲ့လိုတွေ့ရတိုင်းပေါ့နော်ကျမတို့တကယ်စိတ်မကောင်းပါဘူးကိုရီးယားလူမျိုးတွေဆိုလို့ရှိရင်ဘာပဲပြောကျမတို့မြန်မာနိုင်ငံလူနိုင်ငံသားမဟုတ်တဲ့အတွက်ပေါ့နော်ကျမတို့ SNS မှာရေးထားတဲ့ဒီ Facebook တွေပေါ်မှာရေးထားတဲ့အကြောင်းအရာတွေကိုအလုံးစုံမြန်မာလူမျိုးတွေလောက်တော့ဘယ်သူမှတော့နားမလည်နိုင်ဘူးပေါ့နော်ဒါပေမဲ့လို့သူတို့မှဒီကိုရီးယားရဲ့တကယ်သတင်းဌာနပေါင်းစုံကနေပြီးတော့ကိုရီးယားဘာသာအင်္ဂလိပ်ဘာသာတွေနဲ့အတတ်နိုင်ဆုံးအစွမ်းကုန်ပေါ့နော်သူတို့အတတ်နိုင်တဲ့ဘက်ကမြန်မာနိုင်ငံအတွက်လည်းကူညီနေတယ်အခုဆိုရင်မြန်မာနိုင်ငံရဲ့သတင်းကိုတကယ်ကိုဦးစားပေးအစဉ်မှာထားပြီးလို့ရှိရင်အတန်းလွှင့်ပေးနေတာဖြစ်ပါတယ်အဲဆိုတော့အဲ့လိုမျိုးကိုလူမျိုးမဟုတ်တဲ့ဒီနိုင်ငံပေါ့နော်ကိုရီးယားလူမျိုးတွေတောင်မှတကယ်စာနာစိတ်နဲ့မြန်မာနိုင်ငံသားတွေနဲ့အတူတူအဲ့လိုခံစားပေးလိုက်ပါဝမ်းနဲ့ခံစားပေးပြီးတော့မှကျမတို့အတွက်ကျမတို့ဝမ်းနဲ့မှုတွေကိုထပ်တူခံစားပေးနိုင်ပါတယ်ဆိုတာလေးကိုပြောချင်တာပါလူသားချင်းစာနာစိတ်ရှိတယ်တကယ်ကိုဘာသာရေးလူမျိုးရေးလည်းမခွဲကြပဲနဲ့အခုဆိုရင်
အခုဒီမှာပါဝင်ပြီးတော့ဆင်းနွှဲနေတဲ့အထက်မှာဗုဒ္ဓဘာသာဝင်တွေလည်းပါတဲ့အတူတူဟိုအနောက်မှာအခုလိုက်ပါဝင်ရနေကြတဲ့သူတွေထဲမှာဆိုလို့ရှိရင်ကျမတို့နဲ့ဘာသာမတူတဲ့ပေါ့နော်ဒီခရစ်ယာန်ဘာသာဝင်တွေနောက်တခြားဘာသာဝင်တွေနောက်တစ်ခါဒီဟိုကိုရီးယားနိုင်ငံလွတ်လပ်တဲ့နိုင်ငံဖြစ်တဲ့အတွက်ဒီဟိုကိုယ်ကွယ်မှုမရှိတဲ့ဘာသာမဲ့ဆိုတာလည်းရှိပါတယ်ဒါဆိုအဲ့လိုသူတို့တွေဟာဆိုလို့ရှိရင်ဒီဘာသာရေးအတွက်ကြောင့်မဟုတ်ဘဲနဲ့ဒီလူအခွင့်အရေးဆိုတဲ့ဟာတစ်ခုတည်းနဲ့ပေါ့နော်ကျမတို့မြန်မာနိုင်ငံအတွက်လိုက်ပါပြီးတော့ဝန်ရံပေးနေတာဖြစ်ပါတယ်ဒါကြောင့်မို့လို့အထူးမြစ်တာရက်ခံကျင်တာကတော့ပေါ့နော်အခုကျမတို့ရဲ့ပန်းနိုင်ကဒီမိုကရေစီရရှိရေးဖွဲ့စည်းပုံအခြေခံဥပဒေကို2008ဖွဲ့စည်းပုံအခြေခံဥပဒေကိုဖျက်သိမ်းပြီးတော့ Federal ပြည်ထောင်စုအတွက်တရားမျှတတဲ့ဥပဒေကိုရေးဆွဲနိုင်မှုဖြစ်တဲ့အတွက်ကြောင့်မို့လို့အားလုံးပဲဘာသာရေးလူမျိုးရေးဆိုတဲ့ဟာတွေအပေါ်မှာပေါ့နော်အရင်ကြီးအာယုံမထားဖို့ပေါ့နော်မြစ်တာရက်ခံကြပါတယ်။ဒါကြောင့်အခုချိန်မှာအားလုံးပေါ့နော်လူမျိုးဘာသာမရွေးအားလုံးဟာအတူတူကိုကြီးမှန်းထားတဲ့ပန်းနိုင်ကိုအတူတူတွားနေရတာဖြစ်တဲ့အတွက်ကြောင့်မို့လို့အားလုံးပဲစီစီလုံးလုံးညီညီညွတ်ညွတ်နဲ့ပေါ့နော်အန်ဒီရဲ့ကင်းစွာကျမတို့တွားရမှာဖြစ်ပါတယ်။ဟုတ်အားလုံးပဲကျန်းမာကြပါစေ။ဖေးကင်းပါစေ။ကျေးဇူးလည်းအများကြီးတင်ပါတယ်။